သမီးဟဲ့ငါသမီးကိုမထိနဲ့ဟဲ့ခေါ်ရတော့အန်တီနနာသမီးကြောင့်အန်တီနနာသမီးကြောင့်အန်တီနနာဖေအန်တီနနာကလေသမီးကိုကာကွယ်ပေးခဲ့တာခေါ်ရတော့သူလေသမီးတို့ဘောတကယ်ကောင်းခဲ့တာပါသမီးတို့ကလားမိတွေးဆိုပြီးတော့သူ့ဘောစဉ်းကားခဲ့ကြတာဒါနေမကောင်းဖြစ်တော့ကလည်းအန်ဒီနနာတညာလုံးမိတ်ပဲနဲ့သူပဲပြုစုပေးခဲ့တာဒါအတ္တနဲ့အန်ဒီနနာရဲ့မြစ်တာတွေကိုစော်ကားခဲ့မိတာဘလဲသမီးဘာမှမဖြစ်ဘူးနော်တိတ်ဖမ်းဖြစ်အန်တီတိတ်တောင်းမှမှာရနော်အန်ဒီကျွန်တော်လည်းတောင်းမှမှာအန်ဒီဘောကျွန်တော်ရဲတဲ့အထင်လွဲပြီးအနိုင်လိုခြင်းရဲ့ညီတွေးတိုင်းမကောင်းဘူးဆိုရဲကျွန်တော်ရဲ့အတွေးတွေမှားသွားပါပြီအန်ဒီရတော့အန်ဒီကကျွန်တော်တို့ဘောအမေရင်းတယောက်လိုပါပဲကျွန်တော်တို့အမေလို့ခေါ်ဝင်ပြပါနော်ကျွန်တော်တို့အမေလို့ခေါ်ဝင်ပြပါနော်ခေါ်ပါကွယ်ခေါ်ပါမိမလေးမိမသားသမီးဆိုပြီးတော့ခွေချထားရဲ့စိတ်မရှိပါဘူးအမေရဲ့ဝမ်းနဲ့လည်းမမွေးရပါမယ်အမေနှလုံးသားနဲ့မွေးရဖြစ်တဲ့အတွက်ကြောင့်မို့လို့သားတို့သမီးတို့အမေရဲ့သားသမီးရင်းနေလို့ပါBehind the scene. 你容易什么嘞？家里什么的？ပြောလေကျွန်တော်တို့မောင်နှမနှစ်ယောက်ဘွားတယ်ဝင်မစွတ်ဖို့လို့ဟာမစွတ်ပါဘူးဝင်မစွတ်တာပြီဟန်ဆောင်ပြေပါလေကိုမေဟာလာ တားဖေရဖို့လောကိစ္စနဲ့နေကိုရောက်နေတာတားခုအဖျားကြီးလည်းရမ်းကြီးနေတယ်တားခုအဖျားကြီးလည်းရမ်းတက်နေတယ်တားဖေရလောကိစ္စနဲ့ခုပြီးသွားနေတာပြီးတော့ခုတားကလည်းဖျားဘာရော